Hi guys အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒုတိယဝေကြီးမှာကျေးဇူးပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကတော့ကျွန်တော်မူကနန်း6ခွက်ရယ်အခွေ4လုံးရယ်ပေါ့နော်မူကနန်း6ခွက်ကကျွန်တော်အမြဲတမ်း1000ခွင်းနဲ့ရောင်းနေရပါတော့1000ခွင်းနဲ့ရောင်းနေအခွေ4လုံးကကြတော့1000နဲ့ရောင်းနေပေါ့နော်အဲ့တော့ကိုဒီအခုပြီးခဲ့တဲ့ဘက်ကမူကနန်း6ခွက်နဲ့အခွေ4လုံးနဲ့ကတူးနေလို့ကျွန်တော်ကဒီ channel အစ်စ်မှာပေါ့နော်ကျွန်တော်ကမိတ်ဆက်တဲ့အနေနဲ့ပြောရမယ်ဆိုရင်လကားပေးတာပေါ့နော်အဲ့တော့လကားပေးရမှာ1469အခွေဖြစ်သွားတာပေါ့1469အခွေကိုလကားပေးရမှာကျွန်တော်တို့လွှတ်ချော်ခဲ့တယ်1469ကီးကနေတိုင်းကိုထိတယ်နေတိုင်းထိပြီးတော့ကျွန်တော်တို့မအောင်ခဲ့ဘူးပေါ့ဗျာအဲ့တော့ဒီတစ်ပတ်အဆင်မပြေခဲ့ဘူးပေါ့အဆင်မပြေခဲ့ဘူးဓာတ်ပုံမွေးလေးပြောတာပါနော်ဒါလူတစ်တွေရောလူဟောင်းတွေရောတခြားနားထောင်ပြပါအဲ့တော့ဒီတစ်ပတ်ကအဆင်မပြေခဲ့ဘူးနေတိုက်ကနန်းတွေကတော့တော်တော်အလုပ်ဖြစ်တယ်နေတိုက်ကနန်းတွေကနေတိုင်းလိုအောင်တယ်နော်အဲ့တော့နေတိုက်ကနန်းတွေကလည်းကျွန်တော်ကလည်းသိပြီးတော့မူကနန်းမထွက်တော့ကျွန်တော်သိပြီးတင်ချင်စိတ်မရှိဘူးပေါ့နော်တင်တဲ့ခါလည်းတင်တယ်မတင်တဲ့ခါလည်းမတင်ဘူးအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဒီ channel တစ်စမှာဆိုလို့ရှိရင်တိတ်တော့မတင်လိုက်ဘူး channel အဟောင်းမှာဆိုရင်တော့ပုံလေးတွေရေးပြီးတော့တင်ပြတယ်ပေါ့နော်ထားလိုက်တော့နော်အဲ့တော့ကျွန်တော်တို့အခုဒီလာမဲ့ဘက်မှာကျွန်တော်ကအမြဲတမ်းရောင်းနေတယ်အမြဲတမ်းအောင်နေတဲ့မူကနန်း site 6ကွက်1000ခွဲနဲ့ရောင်းတဲ့6ကွက်ကိုအခုဒီလာမဲ့ဘက်မှာကျွန်တော်1000နဲ့ရောင်းပေးမယ်เนาะအဲ့တော့ဘိုးတို့မတို့နေနဲ့ကျိုင်းနေတဲ့လာယူလို့ရတယ်เนาะဒါတော့ယုံကြည်မှလာယူမယုံကြည်လဲလာမယူနဲ့เนาะကျွန်တော်ကတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုစာကြမ်းနောက်ကြတယ်ဝေးမင်းကနန်းလကားပေးလို့လားမသိဖက်ကုန်မလားတော့နေကနန်းမပြန်ရောင်းစမ်းပါကွာတဲ့အဲ့လိုလေလာနောက်ကြတယ်ပေါ့နော်ကိုရီမတွေကျွန်တော်ချစ်စမျိုးနဲ့လာစားကြတာပေါ့နော်ချစ်လို့လာစားကြတာကဲဗျာအဲ့တော့ကျွန်တော်တို့1000ဝင်းနဲ့ရောင်းတဲ့ဟာကိုကျွန်တော်1000နဲ့ရောင်းပေးမယ်နော်ဒီလာမဲ့ဘက်အတွက်6ကွက်မထွက်ရင်ဘယ်လိုပြန်လုပ်ပြီးမှာလဲမထွက်ရင်ကျွန်တော်အရင်တော့ကပတ်စံပြန်အမ်းပြီးတယ်ပတ်စံမလို့ခြင်းဘူးဆိုကနန်းအစားထိုးပြီးတယ်နော်မထွက်စရာအကြောင်းမရှိဘူးမထွက်ရင်ငွေပြန်မအမ်းဘူးကျွန်တော်အရင်တော့မလုပ်တော့ဘူးเนาะအရင်တော့မဟုတ်တော့ဘူးမထွက်ရင်ငွေပြန်မအမ်းဘူးကြိုက်မှလာယူပေါ့နော်မကြိုက်ရင်လည်းလားမယူနဲ့ကျွန်တော်ဒယ်ပြောတာနော်ယုံကြည်မှလာယူမယုံကြည်လဲလားမယူနဲ့ကိစ္စပဲကိစ္စမရှိဘူးနော်အဲ့တော့မထွက်ရင်ဘာပြန်လုပ်ပြီးမှလဲထွက်တဲ့အထိမြက်တဲ့အထိကိုကျွန်တော်ပြန်ပြီးတော့ယူပေးမယ်ကနန်းအစားထိုးပေးသွားမယ်နော်ငွေတော့ပြန်မအမ်းတော့ဘူးနော်ပတ်စံ1000နဲ့အောင်နောက်တယ်နော်အရင်တော့ကတော့ကျွန်တော်ပြန်အမ်းပြီးတယ်ပေါ့နော်ဒါလည်းကျွန်တော်တို့ဝယ်နိုင်တဲ့သူတွေပဲလာခဲ့ပေါ့နော်မဝယ်နိုင်တဲ့သူတွေကနေတဲ့ကနန်းတွေလာကားတင်ပြီးနေတဲ့ကနန်းတွေပဲကြည့်ထူနော်အဲ့တော့အခုဟုတ်ပြီအဲ့တော့ကျွန်တော်လာမဲ့ဘက်အတွက်မူကနန်း6ခွက်1000နဲ့နော်ဘယ်မှာလာယူရမှာလဲဘိုင်ဘာမှာပေါ့နော်ကျွန်တော်နံပါတ်ပြောမယ်အဲ့ဘိုင်ဘာမှာလာယူလို့ရတယ်940 9230နှစ်လေးကျွန်တော်ပြန်ပြောမယ်နော်940 9230နှစ်လေးအဲ့မှာလာယူလို့ရတယ်နော်ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးမင်္ဂလာပါကဲအိမ်ဝင်ကြပြီလားအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီဗီဒီယိုရိုက်တော့10နာရီထိုးတော့မှာပေါ့နော်10နာရီထိုးတော့မယ်10နာရီထိုးပဲထားပါတော့3မိနစ်ပဲထိုးတော့တယ်နော်ကဲထားလိုက်ပါတော့အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာဒီလာမယ့်ပတ်မှာကျွန်တော်အကောင်းဆုံးကြိုးစားပေးမယ်အရင်ဘက်ကအောင်မကြိုးစားခဲ့ဘူးလားအရင်ဘက်ကလည်းကြိုးစားပေးခဲ့တာပဲဘလို့လုပ်ပြီးတော့အရန်ကောင်းလုံးနေဗျာမူကနန်း6ခွက်နဲ့ကျွန်တော်အမြဲတမ်းရောင်းနေတဲ့မူကနန်း6ခွက်ရဲ့အမြဲတမ်းကျွန်တော်ရောင်းကတ်ထုတ်တဲ့အခွေ4လုံးရဲ့လာပြီးတော့ဒီတစ်ပတ်မှာတူးနေတဲ့ဟောကျွန်တော်ကလည်းအကူတို့မတို့စေတနာနဲ့အလကားပေးတာကျွန်တော်မရောင်းဘူးကျွန်တော်ရောင်းရင်ဝယ်မဲ့သူတွေအများကြီးပဲကျွန်တော်မရောင်းဘူးအလကားပေးခဲ့တာ channel အစ်စ်မိတ်ဆက်တဲ့အနေနဲ့ကျွန်တော်အလကားပေးခဲ့တာဒါပေမဲ့ဖြစ်ချင်တော့ဒီတစ်ပတ်လွဲသွားတယ်ဗျာနော်1169ကလည်းအမြဲတမ်းထိတယ်အမြဲတမ်းထိတာကိုကျွန်တော်လွဲချော်ခဲ့တယ်နော်အခုကျွန်တော်တို့ဒီလာမဲ့ဘက်မှာမူကနန်း6ကွက်1000ခွဲနဲ့ပုံမှန်1000ခွဲနဲ့ရောင်းထားတော့1000နဲ့ရောင်းမယ်လူချင်းလာယူလို့ရတယ်ဘိုင်ဘာမှာနော်940 9230နှစ်လေးလာယူလို့ရတယ်ကြိုက်မှလာယူမကြိုက်ရင်လာမယူနဲ့နော်အဲ့တော့ငွေမတက်နိုင်တဲ့အကူတွေမတွေကလည်း
channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါလက်မလေးကိုနှိပ်ထားပါကျွန်တော်အမြဲတမ်းကျွန်တော်နေတဲ့ကဏ္ဍတွေကျွန်တော်တင်ပြမယ်နေတဲ့ကဏ္ဍတွေကအခုအနေတိုင်းနေတိုင်းဗရိတ်နှလုံးတော်တော်အလုံးဖြစ်နေတယ်အဲ့ဒါတင်ပြမယ်လကားတင်ပြမယ်เนาะအဲ့ဒါကြည့်ထိုးခြင်းနဲ့ထိုးငွေမနိုင်တဲ့အကူတွေမတွေပေါ့เนาะအဲ့တော့ကျွန်တော်တို့အရင်ဘက်ကရှုံးနေတဲ့အကူတွေမတွေဒီတစ်ပတ်ပြန်ယူမယ်ဆိုတဲ့အကူတွေမတွေအရှုံးများနေတဲ့လူတစ်တွေရောလူဟောင်းတွေရောအရှုံးများနေတဲ့လူတစ်တွေဆိုရင်လည်းရှုံးနေတဲ့ယာကြီးချုံနေတဲ့လူ sorry လကားတွေလို့ယာကြီးရှုံးနေတဲ့လူတွေဆယ်ကြီးရှုံးနေတဲ့လူတွေလည်းလာယူလို့ရတယ်เนาะအဲ့တော့မူကန်း6ဘွက်1000နဲ့လာယူလို့ရတယ်အဲ့တော့ကျွန်တော်အရင်ဘက်ကကျွန်တော်အကူတွေအမတွေကိုကျွန်တော်လုံးဝကိုလကားပြီးတယ်ဆိုပြီးမှကျွန်တော်စိတ်မကောင်းရပါတယ်တကယ်ကိုစိတ်မကောင်းပါဘူးအားလဲနာတယ်တောင်းလဲတောင်းမှန်ပါတယ်เนาะကျွန်တော်ရဲ့ညံပြင်းမှုလို့ပဲပြောပါဗျာကနန်းမအောင်မှာတော့ကျွန်တော်ညံ့လို့ပေါ့เนาะကျွန်တော်ရဲ့ညံပြင်းမှုကြောင့်အကူတို့မတို့ရဲ့ပတ်စံတွေဆုံးရှုံးသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီတစ်ပတ်ကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရှာပေးခြင်းတယ်အဲ့တော့မူကန်း6ဘက်ကိုမင်းကနန်းလည်းမအောင်ဘူး1000နဲ့လည်းရောင်းတယ်ခင်ဗျားတို့မမြင်ပါနဲ့အဲ့လိုမျိုးเนาะဒီတစ်ပတ်ကျွန်တော်အရင်ဘက်ကဆိုလကားတင်ပြီးခဲ့တယ်ဒါပေမဲ့လွဲချော်ခဲ့တယ်ရောင်းတော့ကအမြဲတမ်းအောင်တာကျွန်တော်ဒီဘက်ကျွန်တော်တင်မပြီးတော့ဘူးရောင်းမယ်လိုချင်လာယူလို့ရတယ်เนาะပြီးတော့လူတစ်တွေလူဟောင်းတွေနဲ့လည်း channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်တာပါလက်မလေးတွေနှိပ်ထားပါเนาะမနေ့ဖန်ကြလို့ရှိရင်ကျွန်တော်အမြဲတမ်းမှန်နေတဲ့ break နှလုံးတင်ပြီးမယ်မနေ့ဖန်တနေ့ကိုဒီနေ့ကစနေနေ့ညမနေ့ဖန်ကြလို့ရှိရင် break နှလုံးတင်ပြီးမယ်เนาะအခွေလေးလုံးလဲကျွန်တော်တစ်ပတ်စာအခွေရောင်းတဲ့အခွေ1000နဲ့ရောင်းတဲ့ဟာလေကျွန်တော်လကားတင်ပြီးရင်တင်ပေးမယ်เนาะမတင်ပေးရင်လည်းမတင်ပေးဘူးเนาะကျွန်တော်ကြိုက်ရင်တင်ပေးမယ်เนาะကျွန်တော်ဒီဘက်ကတော့မိုးကန်း6ဘွက်ထဲပဲကျွန်တော်အလုပ်လုပ်လိုက်အောင်ပေါ့နော်အလူချင်း live လို့ရတယ်အဲ့ဒါလာပြောတာကြောက်လို့ကျေးဇူးတင်ပါတယ်အားလုံးပဲခုနိုင်ပါနော်အားလုံးပဲနာမည်ရှိတဲ့ညာချမ်းလေးကိုပိုင်ဆိုင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော် channel ကို subscribe မလုပ်ရသေးရင် subscribe ပြီးနှိပ်ခဲ့ပါခေါင်းလုံးလေးနှိပ်ခဲ့ပါလက်မလေးနှိပ်ခဲ့ပါကျေးဇူးတင်ပါတယ်အားလုံးပဲခုနိုင်ပါနော်